ရန်ကုန်ဆိုတာရင်ကျေးမှုတွေစုံပြီးတော့သွားလဲစီရတိတ်ကူများတဲ့မြို့တော်ကြီးပါဒါကြောင့်ရန်ကုန်မှာလဲလို့ရမယ်နေရာ၅ခုအခုပြောပြပေးပါမယ်နော်ရွှေတကုံရန်ကုန်ရောက်ပြီးတော့ရွှေတကုံဖះအောင်မရောက်သေးဘူးဆိုရင်တော့လုံးဝမပြည့်စုံသေးဘူးနော်အထူးသဖြင့်နေဝင်ချိန်တွေမှာရွှေရောင်စီဒီနဲ့ကောင်းငင်ရဲ့တောက်ပနေတဲ့ပြင်ခွင်းကလုံးဝမမေ့နိုင်တဲ့အခိုက်အတန့်လေးပဲပူကြိုးစီ shopping ထွက်ချင်လားကားချကိုခန်းစားချင်ဒီနေရာတော့လုံးဝ perfect ပဲလက်မှုပစ္စည်းတွေပကြီးကားတွေအမှတ်တရပစ္စည်းတွေအများကြီးတွေ့နိုင်တယ်မုံလေးလဲထားရင်လမ်းလေးနဲ့ရှောက်ရင်ရန်ကုန်မြို့ရဲ့ fight ကိုအသေးချာခံစားလို့ရမယ်ကန်တော်ကြီးမြို့ပြရဲ့ငင်းအေးတဲ့ထွက်ပေါက်တစ်ခုပါပဲလေကောင်းလေတန်းရေပြင်အေးနဲ့အဝေးကနေပြီးရွှေတကုံနှမ်းကြည့်ရ view တကယ်ကို perfect ပဲမနက်ခင်းလမ်းလျှောက်လိုက်ရရင်တော့စူးလေဖေးကိုလိုနီခေတ်အဆောက်အအုံတွေကြားထဲမှာတမိုင်းနဲ့ခေတ်ပြိုင်တယ်မို့တပြိုင်နဲ့ခံစားလို့ရတဲ့နေရာပါရန်ကုန်ရဲ့နှလုံးသားလို့လည်းပြောလို့ရပါတယ်အင်းရကန်နောက်ဆုံးတစ်ခုကတော့အင်းရကန်ပါတငယ်ချင်းနဲ့ပဲထိုင်မလားတယောက်တည်းပဲဆန်းဆက်ကြည့်မလားရန်ကုန်မြို့ရဲ့အလှတရားတို့အယိုးရှင်းဆုံးဖြတ်သန်းလို့ရတဲ့နေရာတစ်ခုပါပဲဒါကတော့ရန်ကုန်မြို့ရဲ့မတော်မဖြစ်တဲ့နေရာ9နေရာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောခဲ့တဲ့နေရာတွေကနေပြီးတော့ကြိုက်ဆုံးရှိရဟာလေ comment မှာရေးခဲ့ပြီးလို့ရတယ်ကန်တော်ကြီးရလည်းမတော်ခြင်းကိုလည်းမတော်ဘူး